Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငှက်ပြောဘူးလေးကိုချင်းချင်းဆက်ဆက်ကလေးချက်စားပစ်တာလေးကိုအားလုံးလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစတင်ခင်မှာ channel လေးကို like and subscribe လေးနှိပ်သွားပေးပါအောင်ရှင်ဒီရောငှက်ပြောဘူးလေးတွေကိုလှီးမှဆိုတော့ငှက်ပြောဘူးရဲ့အသေးလေးကနေနည်းမသွားဖို့အတွက်နုံမောင်လေးနဲ့အဖန်တက်တွေပြောက်ဖို့အတွက်ပေါ့နော်မကြီးတိမဲ့လေးနဲ့ကိုရေရင်ဆုံးဖြော်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ငှက်ပြောဘူးရဲ့အပေါ်ရဲ့ခေါ်မနော်အရင်တွေကိုခွာလိုက်ပြီးတော့အတွင်းသားနုလေးတွေကိုအနေတော်လေးတွေတုံးထားပေးပြီးတော့တခါတည်းမဲသွားရအောင်ပေါ့နော်တခါတည်းရေထဲကိုတန်းပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်အပြင်မှာထားလိုက်လို့ရှိရင်သူကမဲသွားတတ်လို့ပါမပြောဘူးလေးတွေအကုန်လုံးလှီးပြီးလို့ရေစိမ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့အပေါ်ကနေပြီးတော့နုံမောင်လေးပေါ့နော်ထပ်ပြီးတော့အုပ်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့မကြီးတိမဲ့လေးပါအပေါ်ထပ်အုပ်ပါမယ်မကြီးတိလေးအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ရံမှာခွာထားတဲ့အခွန်ချမ်းလေးတွေကိုထပ်ပြီးတော့အုပ်ပေးလိုက်ပါမယ်ဒီလိုမျိုးလေးအုပ်ပြီးတော့တညလောက်စိမ်ထားလိုက်ပါမယ်ရှင်အခွန်ချမ်းလေးမအုပ်ပဲဒီတိုင်းထားလိုက်မယ်ဆိုလို့ရှိရင်အပေါ်ကလေတက်လက်ပြီးတော့မဲသွားတဲ့အတွက်ပေါ့နော်အခုလိုမျိုးအခွန်ချမ်းလေးအုပ်ပြီးမှဖုံးလေးဖုံးပြီးတော့တ냐သိပ်ပေါ့နော်စိမ်ထားလိုက်ပါမယ်နောက်တစ်မျိုးရပြီဆိုလို့ရှိရင်တော့ဒီအပေါ်ရံဖွန်လေးတွေကိုဖယ်ထုတ်ပြီးတော့မကြီးတိမဲ့လေးကိုလည်းဖယ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အတွင်းသားဝန်းလေးနဲ့ပေါ့နော်အရသာချင်းတက်ကလေးကလည်းစိတ်ဝင်နေပြီးတော့ချက်စားလို့ရှိရင်အရင်ကမှကောင်းတဲ့အနေထားကိုရောက်နေပါပြီမပြောဘူးစားခြင်းပြင်ပုံမှန်အားဖြင့်ပေါ့နော်အကြောတင်းနဲ့ဘာညာဆိုပြီးလူသိများပဲမဲ့သူ့မှာအမြင်တက်တွေအများကြီးပါဝင်တဲ့အတွက်ဝင်းချုပ်တက်သူတွေအတွက်နဲ့ဝိချကျင်တဲ့သူတွေအတွက်စားသုံးရန်တင်လျော်ပြီးတော့သွေးတွင်းကြတဲ့ကိုလည်းထိမိပေးလို့စီးကျုပ်သမားတွေအတွက်လည်းစားသုံးရန်တင်တော်တဲ့စားစားတစ်ခုဖြစ်ပါတယ်ရှင်ကဲကျဆိုလို့ရှိရင်တော့ငပြောဘူးဟင်းလေးချက်ဖို့အတွက်စက်သွန်အနီလေးရဲ့စက်သွန်အဖြူလေးရဲ့နဲ့ငရုတ်သီးစိမ့်လေးရဲ့ကိုအစင်တင်လေးလှီးထားပေးလိုက်ပါမယ်ရှင်အားလုံးလှီးပြီးသွားပြီဆိုလို့ရှိရင်တော့စီစုအိုးလေးစတည်ပါမယ်ရှင်စီစုလာပြီဆိုလို့ရှိရင်တော့စက်သွန်ဖြူလေးနဲ့နုံမောင်လေးထည့်ပေးလိုက်ပါမယ်ပြီးရင်စက်သွန်လေးပါထည့်ပေးလိုက်ပါမယ်ရှင်စက်သွန်လေးစစ်တက်နေနဲ့မီးပြတ်သွားပါပြီကောင်းရောအပြင်မှာပြောင်းပြီးတည်လိုက်ပါတယ်စက်သွန်လေးနုံလာပြီဆိုလို့ရှိရင်တော့ပြောင်းလာဖို့အတွက်ဟင်းချက်မုံလေးထည့်ပါမယ်ရှင်ပြီးရင်တော့ငရုတ်သီးစိမ့်လေးဓာတ်လေးလည်းထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ငှက်ပြောဘူးလေးတွေထည့်ပေးလိုက်ပါမယ်ရှင်ငှက်ပြောဘူးလေးတွေအကုန်ထည့်ပြီးသွားရင်တော့အောက်ကမကတ်အောင်လို့နည်းနည်းလောက်မှွေပေးလိုက်ပါမယ်စားထည့်ပါမယ်ပြီးရင်ဟင်းချုံမုံလေးလည်းထည့်ပေးပါမယ်ရှင်စားနဲ့ဟင်းချုံမုံလေးထည့်ပြီးသွားလို့ရှိရင်လည်းအရသာလေးဝင်သွားအောင်လို့နည်းနည်းလောက်မှွေပေးလိုက်ပါမယ်ရှင်အချင်းရမစူအောင်လို့မြင်းကပီးလေးကိုရေဖြောပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးရင်ရေလေးပါထည့်ပြီးတော့လို့ရှိရင်တော့နူးဤလာအောင်လို့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ရေလေးတွေပွက်ဆူလာပြီးတော့ခမ်းသွားပြီဆိုလို့ရှိရင်တော့အရက်သာအပေါ်မှန်လေးရေးပေးလိုက်ပါမယ်ရှင်အရက်သာနည်းနည်းလိုနေတဲ့အတွက်ပေါ့နော်ခနောမုံလေးထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်
ပေါ်နေခဏမုံလေးတစ်စုံလောက်ဖြူပေးလိုက်ပါမယ်ပြီးရင်တော့အနံလေးမှုအောင်လို့မဆလာလေးပါထည့်ပေးလိုက်ပါမယ်ရှင်မဆလာလေးအုပ်ပြီးသွားရင်တော့ငါပြောဘူးချင်းချင်းဆက်ဆက်ချက်ကလေးရပါပြီရှင်မဆလာနဲ့တင်းတင်းလေးနဲ့ချင်းချင်းဆက်ဆက်ငါပြောဘူးဟင်းလေးရပါပြီဒီငါပြောဘူးဟင်းလေးကချက်ပြောရလေပို့ပြီးတော့စားလိုက်မယ်ဆိုခတွင်းအရမ်းမယ်ပြီးတော့တစ်မျိုးရှိုံနဲ့တင်အောင်အရမ်းစားလို့ကောင်းတာမို့လို့အားလုံးနဲ့လိုက်ချက်စားကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်ခုလိုမျိုးချက်ပြုတ်ပြင်ဆင်ရမှာလွယ်ကူလျင်မြန်ပြီးတော့အရသာရမ်းရှိရဲ့ဟင်းချက်နေလေးတွေကိုစိတ်ဝင်စားရဲဆိုရင် channel လေးကို like and subscribe လေးနှိပ်သွားပေးပါအောင်ရှင်နောက်တင်တဲ့ဗီဒီယိုလေးတွေကိုလည်းကြည့်ရှုပေးကြပါအောင်ရှင်နောက်တင်တဲ့ဗီဒီယိုလေးတွေမှာအားလုံးနဲ့ပြန်တွေ့ကြပါရရှင်အားလုံးပဲတတာ